ကိုတင်နေကြ topic မဟုတ်ဘဲနဲ့ကိုဒါကိုတင်လိုက်လို့ရှိရင်လူတွေကို follow မယ်ဆိုတဲ့အတွေးတစ်ခုနဲ့တင်လိုက်တဲ့အကြောင်းအရာတွေ post တွေဒါမျိုးတွေကိုကျွန်တော်တို့တွေတင်ဖြစ်ကြလိမ့်မယ်တကယ်လို့အဲ့လိုအကြောင်းအရာတွေဒါတင်ဖြစ်မိနေအောင်မယ်ဆိုရင်ဒီဗီဒီယိုကြည့်ပြီးတော့လုံးဝမလုပ်ပါတော့နဲ့ထပ်ပြီးတော့ကိုကို follow လာအောင်လို့လူတွေစီကို request လုပ်တာတွေကို follow မလုပ်ခဲ့ဘူးဆိုလို့ရှိရင်စိတ်ကူးချင်တာမျိုးတွေဒီလိုအကြောင်းအရာတွေရှိလိမ့်မယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာဒါလေးကိုကျွန်တော်အတူချုပ်နဲ့ကျွန်တော်ရှင်းပြပေးမယ်ကျွန်တော်တို့ရဲ့ page ကနေပြီးတော့မှဗီဒီယိုတစ်ပုဒ်ကိုစတင်ပြီးတော့တင်လိုက်ပြီဆိုလို့ရှိရင်ဒီ Facebook Meta ဘက်ကနေပြီးတော့မှသူတို့ကကျွန်တော်တို့ page ရဲ့ established followers ဘယ်လောက်ထိကဒီဗီဒီယိုကိုကြည့်ရှုလဲဒီဗီဒီယိုပေါ်မှာစိတ်ဝင်စားမှုရှိလဲဒီဗီဒီယိုကိုဘယ်လောက်ထိနှစ်သက်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတဲ့ချိန်ကြတော့မှတခြားလူတွေကိုပြသတာဖြစ်ပါတယ် established follower ဆိုတာဘာလဲကျွန်တော်တို့ရဲ့ page ကိုအခုချိန်မှာလာပြီး follow လုပ်ထားတဲ့လူတွေမဟုတ်ဘူးကျွန်တော်တို့ရဲ့ page ကိုအချိန်တိုင်းတာတစ်ခုကြီး follow လုပ်ထားပြီးတဲ့လူတွေနောက်တစ်ချက်ကျတော့ကျွန်တော်တို့ရဲ့ page ကနေပြီးတော့မှ post တွေတင်လိုက်တဲ့အချိန်ကိုစောင့်ကြည့်တယ်ကျွန်တော်တို့ရဲ့ page ကဘာ page လဲဆိုတာသူတို့ကအသေးချာပေါက်တီးလို့အားပေးနေတဲ့ပရိသတ်တွေပေါ့ဗျာပြောရမယ်ဆိုလို့ရှင်ကျွန်တော်တို့ရဲ့ page ကဘလို့အကြောင်းအရာမျိုးတွေကိုတင်တယ်လဲဆိုတာကိုသိနေတဲ့လူတွေပေါ့ပြောမယ်ဆိုလို့ရှင်မိတ်ဆွေဟောင်းတွေလို့ပြောရလိမ့်မယ်ပေါ့နော်ဆိုကြပါစို့ကျွန်တော်ကဒီ page မှာ content monetization နဲ့ပတ်သက်ပြီး personal branding တစ်ခုနဲ့ပတ်သက်ပြီးကျွန်တော်အမြဲတမ်း sharing လုပ်နေရာကနေပြီးတော့မှဟာတာဗီဒီယိုဇာတ်ကားတစ်ခုကိုကျွန်တော်ကကောက်တင်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တင်တဲ့ topic အကြောင်းအရာတွေကျွန်တော်မတူတော့ဘူးပထမကကျွန်တော်က content monetization တို့မဟုတ် personal branding နဲ့ပတ်သက်တဲ့အရာကိုကျွန်တော်အမြဲတမ်းတင်ခဲ့တာနေပြီးတော့မှဒီလိုမျိုးမစီမဆိုင်တဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်ကfollower တွေများစေခြင်းနဲ့စိတ်တစ်ခုနဲ့ကျွန်တော်ကကောက်တင်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ page ကို follow လုပ်ထားတဲ့သူတွေကဒီ page ကို content monetization personal brand နဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးနေတဲ့ page တစ်ခုလို့ဒီလိုသိထားတာဒါကမှဒီလိုမျိုးမဆိုင်တဲ့ဟာတာဗီဒီယိုမျိုးကောက်တင်လာတယ်ဆိုတော့သူ့အနေနဲ့ဒါကို skip လုပ်သွားမယ်ဒီလိုမျိုးပေါ့နော်ဒီလို established follower တွေက skip လုပ်ခံရတာများလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ page ကိုFacebook Meta ဘက်ကနေပြီးတော့မှလည်းတခြားတူတွေစီကိုထပ်ပြီးတော့ပြတာတော့မှာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ဒီ established follower တွေကနေပြီးတော့မှကျွန်တော်တို့တင်တဲ့ content အမျိုးအစားကိုတကယ်စိတ်ဝင်စားလို့သူ့အနေနဲ့စောင့်ကြည့်ပြီးတော့ follow လုပ်ထားတဲ့သူတွေဖြစ်တာကြောင့်မလို့ကျွန်တော်တို့ content တစ်ပုဒ်တင်လိုက်တယ်ဆိုလို့ရှိရင်ဒီ content ရဲ့ပုံမှာသူ့အနေနဲ့ဘယ်နှရာခိုင်နှုန်းထိသူကြည့်ရှုသွားလဲဘယ်နှစက္ကန့်ထိသူကြည့်ရှုသွားလဲဗီဒီယိုတစ်ဝက်လောက်ထိကိုသူကြည့်ရှုသွားလားဆိုတဲ့ဟာကို Meta Facebook ဘက်ကနေပြီးတော့မှစစ်တမ်းကောက်တယ်ဟုတ်ပြီတကယ်ကိုဒီ page တစ်ခုကသူ့ follower တွေအတွက်တကယ်ကိုအကျိုးရှိတဲ့အရာတွေကို share လုပ်ပေးနေတယ်သူ့ရဲ့ content တွေကသူ့ follower တွေအတွက်တကယ်ကိုအကျိုးရှိပါတယ်လို့သူ့ဘက်ကသတ်မှတ်လိုက်ပြီဆိုလို့ရှိရင်သူ့အနေနဲ့ကျွန်တော်တို့ရဲ့ page ကို follow မလုပ်ထားသေးတော့တခြားသူများစီကိုထပ်ပြီးပြတာဖို့ပြင်ဆင်ပါတော့တယ်ဆိုတော့ကျွန်တော်တို့စီမှာဒီလိုမျိုး established follower တွေမရှိဘဲနဲ့ကျွန်တော်တို့ရဲ့ဗီဒီယိုတွေကဘယ်လို့မှ viral ဖြစ်ဖို့အလားအလာမရှိဘူးကျွန်တော်တို့စီမှာဒီလိုမျိုး established follower တွေများလာပြီဆိုတဲ့ချိန်ကြတော့မှကျွန်တော်တို့ရဲ့ဗီဒီယိုတွေကတခြားတော့ကိုမသိသေးတော့သူများစီကို suggest ပို့ပေးတယ် suggest for you ဖြစ်ရောက်သွားတယ်ပေါ့နော် viral ဖြစ်တယ်ပေါ့ကျွန်တော်တို့ရဲ့ဗီဒီယိုတွေမပေါက်ရခြင်းအကြောင်းရင်းကကျွန်တော်တို့တင်တဲ့ topic နဲ့မကိုက်ညီသေးတဲ့ follower တွေကိုကျွန်တော်တို့မရသေးလို့ဆိုတာသိထားရမယ်အဲ့ဒါကိုမှလွဲမှားပြီးကျွန်တော်တို့ကပေါက်တက်ခဲ့ရကို page နဲ့မဆိုင်တော့အကြောင်းအရာတွေ content တွေရှောက်တင်တဲ့ချိန်မှာလာပြီးတော့ follow လုပ်တဲ့သူတွေကကိုနောက်ပိုင်းတင်တော့အရာတွေကိုသူ့အနေနဲ့စိတ်ဝင်စားမှုမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့နောက်တင်သမျှ post တွေအတွက်မျိုးလင်းချက်မရှိတော့ဘူးလို့ကျွန်တော်တို့ပြောလို့ရမယ်ဒီတော့ကျွန်တော်တို့က established follower တွေများပြားလာအောင်ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဘယ်လိုဖန်တီးရမလဲကျွန်တော်တို့လုပ်ရမယ့်အကြောင်းအရာကတစ်မျိုးပဲရှိတယ်ကျွန်တော်တို့ကဘယ်လို topic မျိုးကိုရွေးချယ်မှာလဲဆိုကြပါစို့ကျွန်တော်တို့က hinge vlog တွေကိုကျွန်တော်တို့ကတောက်လျှောက်တင်မလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီလို travel နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့တင်မလားသို့မဟုတ်ခုကျွန်တော်တို့လိုမျိုးပေါ့နော် sharing video မျိုးတွေ knowledge sharing တို့မဟုတ် personal branding တခုတိစောက်တာနဲ့ပတ်သက်ပြီးတောက်လျှောက်တင်မလားဒီဟာကိုကျွန်တော်တို့စဉ်းစားရမယ်ဆိုချင်တာကကျွန်တော်တို့ကိုလာပြီး follow လုပ်တဲ့သူကတကယ်ကိုကျွန်တော်တို့တင်သမျှ content နဲ့ပတ်သက်ပြီးတကယ်ကိုစိတ်ဝင်စားတဲ့သူဖြစ်နေမှကျွန်တော်တို့နောက်ပိုင်းတင်သမျှဗီဒီယိုတွေစိတ်ပူစရာမလိုတော့မှဖြစ်တယ် follower 300,000လောက်ရှိပြီးတဲ့ page ကသူ့မှာ established follower မရှိဘူးသူ့စီကို follower 300,000ရလာတဲ့အကြောင်းရင်းကလည်း
ဒီလိုပဲအဆင်ပြေသမျှတွေးသမျှဗီဒီယိုတွေတင်ပြီးတော့ဟိုဗီဒီယိုတစ်ပုဒ်က follower 1000ဒီဗီဒီယိုတစ်ပုဒ်က follower 1000ဒီလိုနဲ့စပြီးတော့စုလာပြီးတော့ follower 3,000ဖြစ်လာတဲ့ page ပေါ့နော်အဲ့ဒီလိုနဲ့မှသူက follower 3,000ဆိုတဲ့အတိုင်းအတာတစ်ခုကိုသူရောက်လာတယ်ဒီချိန်မှာသူ့အနေနဲ့မဆိုင်တဲ့ topic တစ်ခုခုဒို့မဟုတ်သူသွားခြင်းတဲ့လမ်းကြောင်းတစ်ခုကိုသူကောက်တင်လိုက်တဲ့ချိန်မှာသူ့ကို follow လုပ်ထားတဲ့ follower 3,000ဟာသူတင်တဲ့ content ကိုကြိုက်ပြီးတော့ follow လုပ်ထားတာမဟုတ်တဲ့အတွက်သူ့အတွက်ဘလို့မှ establish follower တွေမဖြစ်နိုင်ဘူးပေါ့နော်ဒါကိုကျွန်တော်တို့သိထားရမယ် Facebook ကြည့်တာက follower အရေအတွက်ကိုကြည့်တာလုံးဝမဟုတ်ပါဘူးဒီ followers တွေရဲ့ behavior သူတို့ရဲ့ဒီ content တစ်ပုဒ်ပေါ်မှာပြန်ပြီးတော့တုံ့ပြန်မှုကိုသူကကြည့်တာဖြစ်ပါတယ်ဒါကြောင့်မလို့ follower အရေအတွက်ဆိုတာကအရေးမကြီးတဲ့အခန်းကဏ္ဍလို့ကျွန်တော်ပြောရမယ်ကျွန်တော်ဒီနောက်ပိုင်း Facebook ရဲ့ algorithm တွေကိုတောက်လျှောက်ကျွန်တော်ကြည့်လာပြီးတဲ့အချိန်မှာ page တစ်ခုကိုအသစ် run ဖို့ကကျွန်တော်တို့ကြောက်စရာမလိုဘူးကျွန်တော်တို့ရဲ့ page ကို follow ထားတော့သူများတို့မဟုတ်အတင်းသမား follow လုပ်ခိုင်းတော့သူများကတကယ်ကိုကိုယ့်ရဲ့ audience အမှန်ဖြစ်နေရလားဆိုတာကစိတ်ပူစရာတစ်ချက်ဖြစ်လာတယ်အဲ့ဒီတော့ကျွန်တော်တို့အနေနဲ့ follower များလာတိုင်းလည်းချီနှက်စရာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့သိထားရမယ်ကျွန်တော်တို့တင်တော့အကြောင်းအရာကျွန်တော်တို့တင်တော့ content နဲ့ပတ်သက်ပြီးတကယ်ကိုနှစ်သက်သဘောကျပြီးတော့လာရောက် follow လုပ်တဲ့သူတွေမှဒါကျွန်တော်တို့နောက်တင်သမျှ video တွေကိုသူကြည့်ရှုမယ်စောင့်ပြီးတော့သူကြည့်မယ်ကျွန်တော်တို့ဘာတင်လဲတင်သမျှကိုသူတစ်ခါတည်းသူနှိပ်ပြီးကြည့်မယ်ဒီဗီဒီယိုမှာသူဘယ်နှမိနစ်ကြည့်သွားမလဲဘယ်နှစက္ကန့်ကြည့်သွားမလဲဘယ်လောက်အတိုင်းအတာကြီးသူကြည့်သွားမလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ပြောရမယ်ဆိုရင်ဒီလိုမျိုး established follower တွေဘယ်လောက်ထိသူကြည့်သွားမလဲဆိုတဲ့ပုံမူတည် Meta Facebook ကနေပြီးတော့မှတခြားတော့ကိုယ့်ကို follow မလုပ်ထားတော့သူတွေစီကိုသူကပြန်ပြီးပို့မှာဖြစ်တယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ဗီဒီယိုတွေက viral မဖြစ်သေးဘူးဆိုလို့ရှိရင်ကျွန်တော်သိထားပါကျွန်တော်တို့ရဲ့ page က quality page မဟုတ်သေးဘူးဆိုတာကျွန်တော်တို့သိထားပါမယ် Facebook ဘက်ကနေပြီးတော့မှဒီလိုမျိုး established follower တွေများလာတဲ့ page တစ်ခုကိုသူ့အနေနဲ့ quality page တစ်ခုလို့သူသတ်မှတ်တယ်ဒီလိုမျိုး quality page တစ်ခုဖြစ်လာတာနဲ့အမျှကျွန်တော်တို့တင်သမျှ post တွေ video တွေဟာနောက်ပိုင်းမှာ viral ဖြစ်ဖို့အလားအလာ suggest for you ဖြစ်ဖို့အလားအလာအရန်ကောင်းပါတယ်ဒါကြောင့်မလို့ follower တွေရှာကြမလို့ပါဘူး follower တွေအတင်း follow ခိုင်းကြမလို့ပါဘူးသူတို့လာ follow တမျှကိုဒါကျွန်တော်တို့ကတွေးပြီးတော့စိတ်ပူရမှာဖြစ်ပါတယ်ဒါကြောင့်ဒီခု2026ကနေစပြီးတော့ကျွန်တော်ပြောတာလေးကိုတစ်ချက်လိုက်နာပြီးတော့ကျင့်သုံးပါကိုယ့်ရဲ့ content ကိုအကောင်းဆုံးပြင်ဆင်ပါကိုယ့်ရဲ့ audience ကိုကိုယ်တိုင်ရယူပါကိုမခိုင်းစေရဘဲနဲ့သူတို့လာပြီးတော့ကိုတကယ်ကြိုက်လို့ follow တဲ့လူတွေဖြစ်ပါစေကိုအတင်းသမားခိုင်းစီလို့အားနာလို့ follow ရတဲ့ကိစ္စကပြဿနာအကြီးဖြစ်ပါတယ်ကိုတင်တဲ့ content တွေကိုတင်တဲ့ topic တွေသူတို့မကြိုက်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ video ကပို့ပြီးတော့အန်ရတော်တဲ့ကိုရောက်ရှိသွားပါလိမ့်မယ်ဒါကိုနားလည်ထားရမယ်အဲ့ဒီတော့အခုချိန်မှာဘယ်ဟာကအမှန်ကန်ဆုံးလမ်းလဲဘယ်ဟာကိုရွေးချယ်ရမလဲဘယ်ဟာကိုဖန်တီးမှကျွန်တော်တို့အနေနဲ့ established follower တွေများပြားလာပြီးတော့ကိုယ့်ရဲ့ page တစ်ခုက quality page တစ်ခုပြရောက်ရှိမလဲဆိုတာကိုကျွန်တော်တို့သိရှိလာမယ်လို့ကျွန်တော်ထင်တယ်ဒီလို follower မျိုးတွေရဖို့ကလည်းကျွန်တော်တို့အနေနဲ့ video တွေကိုတောက်လျှောက်ဖန်တီးဖို့လိုတယ်ကိုယ့်အနေနဲ့ဘယ်ဟာကိုရွေးချယ်မလဲ content monetization အတွက်ပဲလားသို့မဟုတ် personal branding တစ်ခုအတွက်ပဲလားဒါမှမဟုတ် story telling လားဒီလိုတဲကနေမှကျွန်တော်တို့အကြောင်းအရာတစ်ခုတည်းကိုပဲရွေးချယ်ပြီးတောက်လျှောက်တင်ရမယ်topic တွေကိုခဏဟိုပြောင်းလိုက်ဒီပြောင်းလိုက်လုပ်လို့မရပါဘူးကျွန်တော်အနေနဲ့ content ကိုခုတစ်မျိုးတော့ကြတစ်မျိုးအခုပဲ Korea drama အခုပဲဟာတာစကားအခုပဲ content monetization နဲ့ပတ်သက်ပြီး sharing လုပ်တာမျိုးဒါမျိုးတွေကျွန်တော်တို့လုပ်လို့လုံးဝမရပါဘူးเนาะခဏနေကြတော့ကျွန်တော်တို့ရဲ့ personal နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြန်ပြီးတော့တင်တဲ့ video မျိုးပေါ့เนาะဒီလိုတွေကျွန်တော်တို့လုပ်လို့မရဘူးပေါ့เนาะဒါကြောင့်ဒီဗီဒီယိုကိုကြည့်ပြီးတော့ပြီဆိုလို့ရှိရင်အမှန်ကန်ဆုံးရွေးချယ်ရမယ့်အရာကဘယ်အရာလဲဆိုတာကောင်းသဘောပေါက်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီဗီဒီယိုကနေအကျိုးတစ်စုံတရာရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်โอเคဒီလောက်ပါပဲ